မင်္ဂလာပါ Lead Data Scientist ကနေကြိုဆိုပါရစေ Data Analyst Data Engineer နဲ့ Data Scientist တို့ကဘာတွေကွာခြားလဲ Data Science ကိုစတင်လေ့လာတဲ့အခါမှာ Data Analyst Data Engineer နဲ့ Data Scientist ဆိုတဲ့ role 3ခုကိုအဓိကတွေ့ရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီ role 3ခုဟာတစ်ခုနဲ့တစ်ခုပေါ့နော်ဘယ်လိုမျိုးကွာခြားလဲဆိုတာရဲ့ဘယ်လိုမျိုး skills တွေလိုအပ်လဲဆိုတာနဲ့ဒီစဉ်လုပ်ငန်းခွင်မှာဘယ်လိုမျိုး tools တွေကိုအသုံးများလဲဆိုတာလေးတွေကိုဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပြီးသွားတဲ့အခါမှာတော့ Data Analyst, Data Engineer နဲ့ Data Scientist ဆိုတဲ့ Data Role 3ခုကိုရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်သွားမှာဖြစ်ပါတယ်ဒါအပြင်ကိုစိတ်ဝင်စားတဲ့ tools တွေကိုယ့်ရဲ့ကျွမ်းကျင်တဲ့အားသာချက် skills တွေပေါ်မှာမူတည်ပြီးတော့မှဘယ် career path တွေကတော့ကိုယ်နဲ့အသင့်တော်ဆုံးလဲဆိုတဲ့ idea ကိုလည်းရရှိသွားမယ်လို့မျှော်လင့်ပါတယ်Data Engineer တယောက်ရဲ့ role ကိုပိုပြီးမှနားလည်လွယ်အောင်အမက Extract Transform Load ဆိုတဲ့ ETL process လေးနဲ့ရှင်းပြပေးပါမယ်။ Extract ဆိုတဲ့အဆင့်ကတော့ပထမဆုံးအနေနဲ့ဒီ data ကိုစုဆောင်းတဲ့အဆင့်ပေါ့နော်။ဥပမာကုမ္ပဏီတစ်ခုမှာဒီသက်ဆိုင်ရာဌာနအလိုက်ပေါ့နော် sales data တွေရှိမယ်ပြီးလို့ရှိရင်ကုမ္ပဏီရဲ့ product data တွေနောက် operation ဘိုင်းမှာဆိုလို့ရှိရင်လည်းဒီကုမ္ပဏီရဲ့ဝန်ထမ်းနဲ့ပတ်သက်တဲ့ data တွေနောက်ဒီ website ကနေယူရတဲ့ customer data တွေစသဖြင့် data တွေအများကြီးရှိနိုင်ပါတယ်ဒီလိုမျိုးဒီ data source မျိုးစုံကနေပြီးတော့ပေါ့နော် data engineer တယောက်ကဒီလိုမတူညီတဲ့ data types တွေ data format တွေအားတွေကိုဒီကုမ္ပဏီရဲ့ database standard schema တစ်ခုအနေနဲ့ပထမအဆင့်မှာ data တွေကိုစုဆောင်းတဲ့အဆင့်ဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ transform လို့ခေါ်တဲ့ data ကိုပြုပြင်ပြောင်းလဲယူတဲ့အဆင့်ဖြစ်ပါတယ်။အမားတို့ပထမအဆင့်မှာရရှိထားတဲ့ raw data တွေကိုသူကကုမ္ပဏီရဲ့လိုအပ်ချက်အရာပေါ့နော်သူတို့သတ်မှတ်ထားတဲ့ data type ကိုပြောင်းလဲပြီးတော့ယူတဲ့အဆင့်ဖြစ်ပါတယ်။တတိယအဆင့်ကတော့ load လို့ခေါ်တဲ့ဒီ data သိမ်းဆည်းတဲ့အဆင့်ဖြစ်ပါတယ်။အမားတို့ transform လုပ်ထားပြီးသား data တွေကိုကုမ္ပဏီရဲ့ database အနေနဲ့ပေါ့နော် data warehouse တွေမှာစနစ်တကျသိမ်းဆည်းကြပါတယ်။အဲ့ဒီသိမ်းဆည်းထားတဲ့ data ကိုမှပေါ့နော် data analyst ကလည်းသူလိုအပ်တဲ့အပိုင်းကို collect လုပ်ပြီးတော့ analysis လုပ်ကြတယ်တစ်ဖက်မှာလည်း data scientist တွေကသူတို့လိုအပ်တဲ့ data အပိုင်းလေးကိုယူပြီးတော့မှcommand နဲ့တွက်ချက်တဲ့ data models တွေလုပ်ကြတယ်ပေါ့နော်အဲ့လိုသွားကြပါတယ်ဒါဒီလိုပုံစံမျိုးနဲ့ data engineer တယောက်က data infrastructure ကိုတာဝန်ယူရတဲ့အပိုင်းဖြစ်ပါတယ်Data Analyst ကတော့ဒီကုမ္ပဏီရဲ့ database တွေကနေပြီးတော့သူလိုအပ်တဲ့ data အပိုင်းတွေကို data query လုပ်ပြီးတော့ပထမတစ်ဆင့်အနေနဲ့ collect လုပ်တယ်ပြီးလို့ရှိရင်အဲ့ဒီရလာတဲ့ structure data တွေကိုသူက report တွေတိစောက်တယ် dashboard တွေတိစောက်တယ်ပြီးတော့မှ business insights တွေထုတ်ပေးတာပေါ့နော်ကျမ်းများပြီးဆိုလို့ရှိရင်တော့ data analyst တယောက်ကလက်ရှိလောလောဆယ်ကုမ္ပဏီရဲ့ business ကဘယ်လိုမျိုးအခြေအနေမှာရောက်ရှိနေတယ်ဘာကြောင့်ဒီလိုတွေဖြစ်ရလဲဆိုတော့ဒီအချက်လက်တွေကိုသူကရှာဖွေပေးတာပေါ့နော်ပြီးတော့မှအဲ့ဒီရလာတဲ့အချက်လက်တွေကိုသူကဒီကုမ္ပဏီရဲ့ stakeholders တွေကိုတစ်ဆင့်ပြန်ပြီးတော့ပေါ့နော်ဒီ storytelling တွေ presentation skills တွေ communication skills တွေနဲ့ဒီလိုမျိုး present လုပ်ကြတာပေါ့နော်Data Scientist ကတော့ statistical method တွေ machine learning model တွေဒါတွေကိုသုံးပြီးတော့မှဒီ future ပေါ့နော်နောက်ထပ်ဘာဖြစ်လာနိုင်လဲဆိုတာကိုခန့်မှန်းတဲ့အပိုင်းဖြစ်ပါတယ်။သူကတော့ data analyst နဲ့ရှင်ပဲဆိုလို့ရှိရင်တော့ business မှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုကြိုတင်ပြီးခန့်မှန်းနေပြီးရင်အဲ့ဒီအတွက်ပေါ့နော်ကိုကဘာတွေပြင်ဆင်ထားတဲ့နေဘာတွေလုပ်ထားတဲ့နေဆိုရဲ action plan ဒီလိုမျိုးတွေအဓိကပါပါတယ်။ဥပမာဒီ supermarket တစ်ခုရဲ့အယောင် data မှာဆိုရင် customer တွေကပေါင်မဝယ်တဲ့သူတော်တော်များများနွမ်းတို့လည်းဝယ်ကြတယ်အဲ့လိုမျိုး data တွေကအမှားတော့အများကြီး data တွေအများကြီးကို analysis လုပ်လိုက်တဲ့အခါမှာအဲ့လိုမျိုးတွေ့ရသူ့ရဲ့ဒီ data scientist တယောက်ကဒီလိုမျိုး data တွေရဲ့ probability ကိုလည်းတွက်မယ်အမှာ scoring တွေပေးမယ်အဲ့ပုံမှာမူတည်ပြီးတော့အဲ့လိုဝယ်နိုင်ခြင်းကပိုပြီးများတယ်ဆိုလို့ရှိရင်ဟုတ်ပြီဒီ strategy အနေနဲ့ပေါင်မုံနဲ့ run တို့ကို bundle sale နဲ့ရောင်းမလားဒါမှမဟုတ်ရင်ပေါင်မုံနဲ့ run တို့ဒီ display ခင်းတဲ့အခါမှာအတူတူကပ်ပြီးတော့ထားမလားအဲ့လိုမျိုးဒီ business strategy တွေထပ်ပြီးတော့မှစဉ်းစားကြအောင်ပေါ့နော်ဒါဆိုရင်နောက်ထပ်ပြီးတော့ data analyst data engineer နဲ့ data scientist တွေကဘယ်လိုမျိုး skills တွေရှိဖို့လိုအပ်လဲဘယ်လို tools တွေကိုပို့ပြီးမှအသုံးများကြလဲဆိုတာလေးကိုဆက်ပြီးတော့ပြပြသွားပါမယ်
data engineer မှာဆိုရင်တော့သူက data infrastructure ကိုအဓိကထားပြီးတော့မှကင်တွယ်ရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် programming အပိုင်းကတော့ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ဒါအပြင်ဒီ distributed system စီ performance optimization အပိုင်းတို့ပိုင်းနေနဲ့ပတ်သက်ပြီးတော့လည်းနားလည်ရတယ်ပြီးတော့ဒီ batch data stream data ပေါ့နော်အဲဒီကင်တွယ်ရတဲ့ experience တွေလည်းလိုအပ်ပါတယ်။ဒါအပြင်သူက data storage နဲ့ပတ်သက်ပြီးတော့ data warehouse storage တွေဒီ cloud platform usage တွေဒါတွေလည်းသိဖို့လိုအပ်ပါတယ်။ tools တွေအနေနဲ့ကတော့ဒီ programming နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ Python, Java, SQL ဒီလို tools တွေအသုံးများတယ်။ဒါအပြင်ဒီ big data အပိုင်းတွေမှာဆိုလို့ရှိရင်တော့ Hadoop တို့ HDFS တို့သုံးကြသလိုနောက်ဒီ cloud platform usage တွေအနေနဲ့ဆိုလို့ရှိရင်တော့ Microsoft Azure, AWS ပေါ့နော်ဒါတွေ tools တွေကတော့အသုံးများတဲ့ tools တွေပဲဖြစ်ပါတယ်။ data analyst တယောက်ကတော့ programming နဲ့ပတ်သက်တဲ့ဆိုရင်တော့ data query မှာသုံးတဲ့ programming methods တွေကိုသိဖို့ရည်ကြီးပါတယ်။ statistics ပိုင်းမှာဆိုလို့ရှိရင်တော့ descriptive statistics, inferential statistics လိုမျိုး foundation နဲ့ပတ်သက်တဲ့ methods တွေကိုတော့သိရပါမယ်။ဒါအပြင် data visualization tools တွေကိုလည်းကောင်းမွန်စွာအသုံးပြုတတ်မှာဖြစ်ပြီးတော့အဓိကအဖြစ်တော့ဒီပေါ့နော် communication skills ကလည်းအရေးကြီးတယ်။ဒါအပြင် domain knowledge, business knowledge ရှိဖို့ကိုယ့်ရဲ့ business မှာသုံးတဲ့ indicator တွေ KPI တွေဒါတွေကိုလည်းကောင်းနားလည်ဖို့နောက်ပြီးတော့ဒီပြန်ပြီးတော့မှရှင်းပြတတ်ဖို့ presentation skill communication skills တွေလိုအပ်ပါတယ် tools အနေနဲ့ကတော့သူကဒီ programming အနေနဲ့ဆိုလို့ရှိရင်တော့ Python, SQL, Excel ဒီလိုမျိုးskills တွေရှိထားဖို့လိုအပ်ပါတယ်။ဒါအပြင်visualization မှာဆိုလို့ရှိရင်တော့ Power BI ကတော့အသုံးများတယ်။တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်လည်း Tableau ကိုသုံးကြပါတယ်။ Python မှာဆိုလို့ရှိရင်တော့သူက programming အကုန်လုံးသိဖို့ထက်ပေါ့နော်အဓိကအဖြစ်အသုံးများကတော့ NumPy library နဲ့ Pandas library ကတော့အသုံးများပါတယ်။ data scientist တယောက်ကတော့ programming ပိုင်းမှာလည်း advanced level တွေတက်မြောက်ထားဖို့လိုသလို statistics probability တွေကိုလည်း advanced level လောက်ထိကိုနားလည်ထားဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူက data model တွေသုံးတဲ့အခါမှာဒီ machine learning တွေ deep learning models တွေအားလုံးကတော့သူကဒီအခြေခံသဘောတရားက statistics တွေပေါ်မှာအခြေခံထားလို့ပဲဖြစ်ပါတယ်။နောက်သူ့အတွက်အရေးကြီးတာကတော့ problem framing, experimental design နဲ့ storytelling skills တွေကလည်းအရေးကြီးပါတယ်။ရရှိလာတဲ့ result ကိုဒီ business stakeholder တွေမှာရှင်းပြတဲ့အခါမှာလည်းဒီ communication skills engagement လုပ်နိုင်ဖို့ဒီ skills တွေကအရေးကြီးပါတယ် tools တွေအနေနဲ့ဆိုလို့ရှိရင်တော့ Python, SQL, Excel ဒီ tools တွေကတော့ဒီ programming မှာအသုံးများပြီးတော့ဒီ machine learning, deep learning ဒီအတွက်ဆိုလို့ရှိရင်တော့ TensorFlow, Scikit-learn, PyTorch libraries တွေကိုကောင်းမွန်စွာအသုံးပြုတတ်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီ role သုံးခုလုံးကကုမ္ပဏီတစ်ခုထဲမှာအကုန်လုံးခန့်ထားနိုင်လားအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါကုမ္ပဏီရဲ့ nature နောက် data အသုံးပြုမှုပေါ်မှာမူတည်ပါတယ်ဥပမာကုမ္ပဏီကသေးတယ်ဆိုလိုတာက data usage နေတဲ့ကုမ္ပဏီမျိုးပေါ့နော်အဲ့လိုကုမ္ပဏီဆိုလို့ရှိရင်တော့ဒီ data analyst တယောက်လောက်ပဲခန့်ထားပြီးတော့ run ရတဲ့ကုမ္ပဏီလည်းရှိတယ် data scientist တယောက်ကိုပဲခန့်ထားပြီးတော့ဒီ data infrastructure နေစားပြီးတော့ဒီ data models တွေအထိ run ပေးရတဲ့ကုမ္ပဏီတွေလည်းရှိနိုင်ပါတယ်ဒါဖြင့်တချို့ဒီ industry အကြီးတွေပေါ့နော်banking industry တို့ telecom industry တို့ဒီလိုမျိုး data usage အများကြီးသုံးရတဲ့ကုမ္ပဏီတွေမှာဆိုလို့ရှိရင်တော့အမဆောပြောခဲ့တဲ့ data analyst တွေ data engineer တွေ data scientist တွေအပြင်ပေါ့နော် data architect တို့ machine learning engineer BI analyst စသဖြင့်ပေါ့နော် data team တစ်ခုလုံး structure အပြည့်အစုံနဲ့ထားရတဲ့ဒီ industry တွေလည်းရှိနိုင်ပါတယ်ဒါဆိုရင်တော့ဒီနေ့မှာ data analyst, data engineer နဲ့ data scientist တို့ရဲ့ roles and responsibilities တွေဘယ်လိုမျိုးကွာခြားတယ်ဘယ်လို skills တွေဘယ်လို tools တွေရှိရမယ်သုံးရမယ်ဆိုတာလေးတွေကိုရှင်းရှင်းလင်းလင်းနဲ့နားလည်သဘောပေါက်သွားပြီထင်ပါတယ်ကိုယ်တိုင်ကရောဘယ်လို tools တွေကိုသုံးရအောင်ကြင်လဲကိုယ့်ရဲ့ skills တွေအားသာချက်တွေနဲ့ဘယ် career path တွေနဲ့ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်တယ်လို့ထင်ပါတယ်လေနောက်ထပ် data science နဲ့ပတ်သက်တဲ့ knowledge တွေအများကြီးထပ်သိရဖို့အတွက်လည်းဒီ channel လေးကို like and subscribe လုပ်ထားခဲ့ပေးပါဦးနော် bye bye